Hello မင်္ဂလာပါတစ်ချိန်မှာပါရှင်ကျမရဲ့ easy to teach and easy to learn page ကနေကြိုဆိုပါရစေဒီနေ့ကျမမျှဝေပေးမယ် knowledge လေးကတော့ letter P letter T letter C and K ကိုဘယ်ချိန်မှာเนาะ letter P လေးကိုဘယ်ချိန်မှာဖသန်ထွက်ပြီးတော့ဘယ်ချိန်မှာပသန်ထွက်မလဲ letter T လေးကိုဘယ်ချိန်မှာထသန်ထွက်ပြီးတော့ဘယ်ချိန်မှာတသန်ထွက်မလဲ letter K and C လေးကိုလည်းဘယ်ချိန်မှာခသန်ထွက်ပြီးတော့ဘယ်ချိန်မှာကသန်ထွက်မလဲဆိုတာလေးကိုမျှဝေပေးပါမယ်ဖြစ်ပါတယ်ရှင်။ဒါဆိုရင် letter PT C and K ကအတန်2မျိုးရှိနေပါတယ်။အတန်2မျိုးရှိတာဘာကြောင့်လဲဆိုတော့သူ့ကိုတစ်ခါတည်းမှာ aspirated sound အဖြစ်တွေ့ရပြီးတော့တစ်ခါတည်းမှာ unaspirated sound အဖြစ်တွေ့ရပါမယ်။ aspirated sound ဆိုတာဘာလဲ။ aspirated sound ဆိုတာကျမတို့သူတို့ရဲ့အတန်လေးတွေကို letter လေးရဲ့အတန်လေးတွေကိုထွက်လိုက်တဲ့အချိန်မှာလေတံထွက်တာကို aspirated sound ဖြစ်ပါတယ်။ဥပမာ P လေးရဲ့အတန်ကဖဖဖဒါလေတံထွက်ပါတယ်ရှင်။ဟုတ်ပြီဒါဆို T လေးရဲ့အတန်ကလည်းလေတံလေးထွက်ပါတယ်။ K လေးနဲ့ C လေးရဲ့အတန်ကလည်းဒါဆိုရင်ကျမတို့ရဲ့လေဘင်းကနေပြီးတော့လေတံထွက်လာတဲ့အတွက်သူ့ကို aspirated sound လို့ခေါ်ပြီးတော့ကျတော့เนาะလေတံထွက်ဆရာမလို့ပဲနဲ့ P လေးရဲ့အတန်ကိုပ T လေးရဲ့အတန်ကိုလည်းเนาะတ C and K ရဲ့အတန်ကိုလည်းကဆိုပြီးအတန်ပြက်ထွက်လိုက်ပါမယ်ဒါဆိုရင်တော့ unseparated sound လို့ခေါ်ပါတယ် unseparated sound ဖြစ်တဲ့အခါမှာကျမတို့ရဲ့ level ကနေဒီထွက်ဆရာမလိုပါဘူးအတန်ကိုပြပြတတ်ပြက်ပြက်တတ်ထွက်လိုက်ရုံပါပဲအဲ့တော့ကျမတို့က aspirated sound ကိုဘယ်အချိန်မှာတွေ့ရမလဲ unseparated sound ကိုဘယ်လိုအချိန်မှာတွေ့ရမလဲဆိုတာလေးထပ်ပြီးခွဲခြားရပါမယ်ဒါဆိုရင် letter P letter T letter C and K ဒီ what တစ်ခုရဲ့ beginning word နော် beginning word အစစကလုံးဖြစ်ခဲ့ရင်နော်အစစကလုံးဖြစ်ရင်ခဲ့ရင်သူ့ကို aspirated sound လို့ခေါ်ပြီးတော့ကျတော့လေတံထွက်တဲ့ဖထခဆိုတဲ့အတန်လေးကိုထွက်ရပါမယ်အဲ့တော့အဲ့ letter P T C and K ရဲ့ရှေ့မှာ letter S လေးရှိလာမယ် letter S လေးရှိလာမယ်သူ့ရဲ့ရှေ့မှာ letter S လေးရှိလာပြီဆိုရင်တော့ကျမတို့ကသူ့ကို unaspirated sound လို့ခေါ်ပြီးတော့ကျတော့ဖထခတန်မထွက်တော့ဘဲနဲ့ပတကတန်ပြပြတတ်ထွက်ပါမယ်ဒါဆိုရင် for example ဥပမာလေးကိုကြည့်ရကြအောင်ပါအဲ့တော့ဒီမှာ put it in pin နော်ဒီမှာသူရှေ့မှာ s လေးထည့်လိုက်ပါမယ် spa it in spin အမှာ top ဒီမှာ stop cut it kill scar it skill အဲ့တော့ cut care scar scale အဲ့တော့ကျမတို့က aspirated sound နဲ့ unaspirated sound ခွဲဖို့ရလဲအရန်ကိုလွယ်ပါတယ် P T C and K ရဲ့ရှေ့မှာ letter S ရှိခဲ့ရင်သူ့ကို unaspirated sound လို့ခေါ်ပြီးတော့ကျတော့เนาะသူ့ရဲ့မူရင်းအတန်လေတံထွက်တဲ့နော်42 letter sound မှာထွက်ခဲ့တဲ့လေတံအတန်လေးကိုကျမတို့ကမသုံးတော့ဘဲနဲ့ပြက်ပြက်သားသားပတကတန်ထွက်ပါမယ်အဲ့ခါမှာဘယ်နေရာတွေမှာကျမတို့က unaspirated sound ကိုအသုံးပြုလို့ရသေးလဲဆိုရင် S ရဲ့နောက်မှာဒီ letter P T C and K ကရှိတဲ့အချိန်မှာသုံးလို့ရတယ်နောက်ပြီးတော့အဲ့ letter P T K C ဟာ abstract syllable မှာရှိနေခဲ့ရင်လေကျမတို့က aspirated sound ဖြစ်မသုံးမဲနဲ့ unaspirated sound no air ဖလေတံမထွက်တဲ့ပုံစံနဲ့ပဲသုံးပါမယ်ဥပမာ happy လို့မထွက်တော့ပါဘူး happy အဲ့တော့သူ့ရဲ့ syllable ဒီနော် first နော် syllable မှာရှိပါမယ်နော် the first sound ပထမအတန်မှာ syllable ရှိပါတယ် happy ဟုတ်ပါပြီဒါဆိုရင်တော့ဒီနေ့ကျမမျှဝေပေးတာလေးကတော့ဒီလောက်ပါပဲကျမရဲ့ဗီဒီယိုလေးကတခုခု knowledge တခုခုရလိုက်တယ်ဆိုရင်တော့ကျမရဲ့ easy to teach and easy to learn ဆိုတဲ့ page လေးကို like and follow လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ရှင် thank you for your watching